ရှင်တို့ဒီကလာစာရေမြများတောက်တယ်ရေကတော့တောက်တာရှယ်ရုံတောက်တယ်အော်ဒီစာကြီးစာအုပ်ကိုလေရေကတော့တဲ့ဘလောက်တောက်လဲဆိုလို့ရေဘူးအဲ့လိုဒီလိုဘူးကြီးနဲ့အဲ့လိုတရက်ကိုနှစ်ဘူးကုန်တယ်ဟာတဲ့အရင်ကလည်းလောက်တာလေအားသာကိုမလုပ်ရင်လမ်းလျှောက်တာတော့မှစပါမယ်လမ်းလျှောက်တာတော့မှစပါမယ်တဲ့မှာချွေးတွေရမ်းထွက်တော့ကွာရေတက်ကုန်ခံတယ်တဲ့အဲ့လိုတရက်ကိုရေကအိမ်မှာနှစ်ဘူးတောက်သွားတယ်ဆိုတော့အပြင်မှာလည်းအဲ့လိုနှစ်ဘူးတောက်မတောက်ဘူးအလုပ်ကြအောင်စစ်တယ်မိန်းမတဲ့မေးပြေးအောင်လို့အဲ့တယောက်ယူဖြစ်ဖို့ရန်ကုန်မှာလောက်တာတဲ့တဲလည်းမသိလိုက်ချောင်းကြည့်နေရလေချစ်စရာလေးတော့ချစ်စရာလေးလာပေါင်းမိတ်တယ်လေလာပေါင်းမိရတောက်တာတဲ့ဒီပေါ်တက်မိပေါ်အာဟုတ်ဘူးလားဒါပေမဲ့တချို့နေရာကြီးဟုတ်ဘူးလောက်တာလေးဖြစ်တယ်မလောက်ဘူးနူးတွေရဲ့လူတွေပြောတာဒါပေမဲ့တော်တော်များများပြောထားတယ်နေရာမတူတာလားဘာလို့လဲတော့မသိဘူးဒါပေမဲ့တော်တော်များများအမှလှုပ်တယ်ဆို comment တွေမှန်အပေါ်မှာ comment တွေဖတ်ကြည့်ခဏနော်ခဏပြန်လာခဲ့မယ်အော်နေကြတယ်ဝေးစားမယ်ဘာပြောနေကြမလဲမသိဘူးအောက်ကလူကြီးကလည်းဘာလို့ငင်းနေရလဲကဲရတယ် sorry အောက်ကလူကြီးဘာပြောနေမှမသိဘူးကျွန်မသွားချီရဒါပေမဲ့သူတို့ဘာမှမပြောရဘူးကျွန်မတော့မထမင်းသေးအရေးတင်တဲ့လူကရေမပိတ်လို့လေကိုရီးယားရေရတင်မှမတယ်ရေအမြင်အဖြစ်ပိတ်ဆောင်ဖို့ထမင်းစားရမှာထမင်းစားနေတယ်စားတော့သိရမလားဝလာပါပြည့်မရှိအဆောင်မဟုတ်ဘူးဘယ်လိုအဆောင်မနေဘူးတဲနဲ့လည်းမဖြစ်ဘူးတိတ်ပါအဆောင်နဲ့တဲနဲ့မဖြစ်ဘာလို့လဲဆိုတော့အဆောင်ဆိုရင်ကမှုန်ဒီတိုက်ခန်းမှနေတဲ့လူတွေကရေတင်ပြီးတော့မပိတ်တာတနေကုန်ရှိနေဘူးအဲ့ဒါကြောင့်လှမ်းမိတာပြီးရင်ကျွေးမယ်နင်း那么还，阿个人像哦，
ဟုတ်လားဟိုကပေါက်မူရဟုတ်ပြီ thank you ပါဝိုင်းပတ်နာမှာပဲကွာတဲ့တင်တဲ့အဲ့နာမှာ